rapper စုပြီး coronavirus အကြောင်း rap ပြောနေတဲ့ challenge video file လေးတွေမနက်ကတွေ့တော့ကျွန်တော်လည်းနှစ်ပါးရေးကြည့်ထားတယ်ကဆိုင်ရဲ့ကဘာကြီးထဲမှာအားလုံးတတိထားကိုရိုနာကုတ်ကမင်းကတမဟုတ်ချင်းကြီးသွားထွက်လာတာအကုန်လုံးစမုံတုံး6ကတ်သွားနာလေးကတ်ဖို့တော့တယောက်ကိုတယောက်6ပေချာဓာတ်တွေလည်းအဝေးကြီးကနေအော်ပြောမတ်ဆုပ်ထားလက်တွေလည်းဆေးရတာရေပြားတွေပတ်သက်ပါပြင်သွားပဲအင်းငင်းအောင်ရင်နေကြပါမိသားစုနာရှိတာလေးချိုးချန်စားပြီးယောဂါကိုအန်တုသွားဒီတော်ပြန်ဆရာသမားများပြန်လာရင်14ရက်နာမနာကျင်လို့ဖားရင်ပြင်ရဲခေါ်ပြီးတော့ဆွဲစီစားလူစုလူဝေးများမလောက်ကြဘူးတားမြစ်တာဆိုင်တွေအကုန်လုံးလဲထိုင်များပဲပါဆက်စားခမည်းတော်လန်တလာပြီးရှောင်းသွားနေဗရာဒါကိုကူရင်ကိုတွေမဟုတ်အမျိုးပါပြုတ်မဲ့သေးတာဆန်စီတွေဇီတာတက်တော့စင်းရဲသားတွေနာကတထွေးတွေကုံလောင်ထားဓာပြတိုက်မှမကြောက်ဘူးလားယောဂါကြီးကြောက်လို့ပါမြင်ပြောက်ပါတော့လားအိမ်မှာပဲနေရင်းနဲ့စုတွေတောင်းမဖရာတရားအရေးပေါ်မှာရမှာကဘဲမှမသွားပဲအိမ်ထဲမှာနာလက်ဆေးပြီးလက်ဆေးပါလက်ဆေးဖို့ပဲအမြဲပေးထား